အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့ညမှာတော့ကျွန်တော်ရဲ့ဆွေမျိုးတွေမိတ်ဆွေတွေကျွန်တော်နဲ့ရင်းနှီးခင်မင်ရတဲ့ဒီအစီအစဉ်ကိုစောင့်မျှော်အားပေးကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ပဋ္ဌာန်းဆက်တွေအားလုံးအတွက်ကျွန်တော်လက်ဆောင်စကားလေးအနည်းငယ်ပြောချင်ပါတယ်အဲ့တော့ဗာလဲဆိုတော့ကျွန်တော်တို့မှာယန္နာမြတ်သုံးပါးဟာမမေ့မလျော့အစဉ်သဖြင့်ဥထိတ်မှာပန်ထားမယ်အရာဖြစ်ပါတယ်အဲ့တော့အဘဘုံမင်းကောင်းရဲ့ဩဝါဒစကားမှာလဲတရဏဂုံကို၌ခြုံမှဘေးလွတ်ကြမယ်လို့မှားသွားတယ်အဲ့တော့တရဏဂုံအာကိုထားမယ်ယုံကြည်ထားမယ်တရဏဂုံနဲ့လုံလုံချုံချုံနေမယ်ဆိုရင်ဘေးဥပတ်တွေရန်တွေအနေတွေမကောင်းတဲ့ဘေးမကောင်းတဲ့ဥပတ်တွေကနေလွတ်ကင်းနိုင်တယ်ပေါ့နော်အထူးသဖြင့်တော့ကာယောဂါဘေးလက်နက်ဘေးမိကြီးဘေးရန်သူမျိုး၅ပါးအနေကိုတရဏဂုံ၃ပါးကိုဥထိတ်ပန်ထားခြင်းတရဏဂုံကိုလုံလုံကြုံကြုံခါဝဲပစုလို့မြဲမြဲပူဇော်ထားခြင်းအပြင်ကျွန်တော်တို့ဘေးဥပတ်တွေရန်တွေအနေတွေကိုမုတ်ချလွတ်ကင်းစေတဲ့အကောင်းဆုံးသောယရိယာဗုဒ္ဓဟိတ်ယရိယာပါပဲအဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးယောဂဆိုးတွေကဆိုးတွေလက်နက်ဘေးတွေမိကြီးဘေးတွေရန်သူမျိုး၅ပါးအနေတွေစသည်အပြင်မကောင်းဆိုးဝါးတွေရဲ့အနေတွေကြားကလွတ်မြောက်အောင်လို့တရဏဂုံကိုမှလုံအောင်ခြုံကြပါလို့ဒီနေ့ညစကားလက်ဆောင်ပါခြင်းပါတယ်အဲ့တော့တရဏဂုံဘယ်လိုခြုံမလဲဘယ်လိုလုံအောင်လုပ်မလဲပေါ့နော်ဆိုတော့အဓိကတော့မိမိရဲ့စိတ်အစဉ်မှာတရဏဂုံကိုမပြတ်တည်နိုင်ဖို့လို့ပါဒါတရဏဂုံအမြဲမြဲနေဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မနေ့မိုးလင်းလာပြီဆိုတာနဲ့မျက်နှာသစ်ပြီဆိုရင်ဗုဒ္ဓံတရဏဂစ္ဆာမိဓမ္မတရဏဂစ္ဆာမိတန်ဃာတရဏဂစ္ဆာမိတရဏဂုံသုံးပါးကိုရှ िख ိုးအာယုံပြုပြီးတော့မျက်နှာသစ်ပါအာဂရင်တန်ရှင်းမှာသွားတိုက်ပါအဲ့လိုတရဏဂုံနဲ့အစားပြုပြီးတော့ရေတောက်ရင်လည်းတရဏဂုံရွတ်တော့ထမင်းစားရင်လည်းတရဏဂုံရွတ်စားနော်ရေချိုးတဲ့အခါမှာလည်းတရဏဂုံရွတ်ရေကိုအဋိဌာန်နေပြီးချိုးခြင်းအပြင်ကြုံတွေ့နေရတန်းသောဂျိုစည်းဂျိုနဲ့ကန်ဆိုးမိုးမောင်လည်းလွတ်နိုင်တယ်လို့ကြောက်ရနော်ကြောက်ရွံ့နော်ရှောင်တိန်နေရသောကပ်ဘေးယောဂဘေးလက်နက်ဘေးမိကြီးဘေးရန်သူမျိုး၅ပါးအနေမင်းဆိုမင်းကြီးအနေတွေကိုလည်းကျော်လွှားလွတ်မြောက်နိုင်တဲ့အကောင်းဆုံးသောအစီအမံပါပဲအဲ့တော့ကျွန်တော်မိတ်ဆွေများကိုခုလိုမျိုးကာယောဂါတွေနဲ့နော်ခက်ခဲကြကြက်တဲကြဒုက္ခမျိုးစုံနော်ကျုံနေရတဲ့အချိန်ခါမှာဒါဟာငွေကုန်ကြေးကြလုံးဝမရှိဘဲနဲ့တကယ်ကိုအစွမ်းထက်တဲ့ဗုဒ္ဓဟိတ်နည်းပါပဲအဲ့တော့အဘဘုံမင်းကောင်ရဲ့ဩဝါဒအမှားစကားအတိုင်းလက်ဆောင်ပါမယ်ဆိုရင်တရဏဂုံလုံအောင်ခြုံမှဘေးလွတ်ကြမယ်ဆိုတော့ဘေးဥပတ်အန္တရာယ်တွေလွတ်အောင်တရဏဂုံမပြတ်တည်ဆောက်ပြီးတော့လုံလုံခြုံခြုံနေကြဖို့လို့တိုက်တွန်းချင်ပါတယ်လို့နော်ဒါကြောင့်တရဏဂုံပူဇော်ပါအဲ့တော့ကျွန်တော်တို့ဗတိမိတ်ဆွေတွေကလည်းဗတိစိတ်ကြတယ်တရဏဂုံလေးစိတ်ဖြစ်အောင်စိတ်ပါလို့နော်ဗုဒ္ဓဂစ္ဆာမိဓမ္မတရဏဂစ္ဆာမိသံဃာတရဏဂစ္ဆာမိဗတိတစ်လုံးချပေါ့တနေ့ကိုဗတိတစ်ပတ်လောက်ရအောင်စိတ်ပေါ့နော်နောက်တစ်ခါလေဒီဆရာတော်ဘုရားကြီးရဲ့မုံဖြစ်တဲ့မဟာတရဏဂုံတော်ကြီးဆိုတာကိုလည်းရွတ်ဖတ်ပူဇော်ကြပါမဟာတရဏဂုံတော်ကြီးကကျွန်တော်တို့ဒီလိုအင်တာနက်မှာဆိုတဲ့မဟာတရဏဂုံတော်ကြီးဆိုရိုက်ရှာလိုက်ရင်ဆရာတော်ဘုရားကြီးရွတ်ဖတ်ထားတဲ့ပူဇော်ထားတဲ့မဟာတရဏဂုံတော်ကြီးကိုနာကြားလို့ရမယ်ထို့တူကိုယ်တိုင်ကလည်းအလွန်လွယ်ကူတယ်ဣဇာတကေပါဏုဗေဒံဗုဒ္ဓံတရဏံကိစ္ဆာမိဣဇာတကေပါဏုဗေဒံဓမ္မံတရဏံကိစ္ဆာမိဣဇာတကေပါဏုဗေဒံသံဃာတရဏံကိစ္ဆာမိယရဏမြတ်သုံးပါးကိုစပြီးတော့ယာတပံသက်ဆုံးနဲ့ပူဇော်ပါမယ်ဆိုဖွင့်လိုက်တာနောက်ဆုံးပိတ်နိဗ္ဗာန်ရောက်သွားတဲ့ဘဝတိုင်အောင်ယရဏမြတ်သုံးပါးကိုပူဇော်ပါမယ်လို့အထက်ထက်အချိန်ချင်းပွားထုံထားတဲ့တရဏဂုံတော်ကြီးပဲဒါကြောင့်မဟာတရဏဂုံတော်ကြီးလို့လည်းရွတ်ဆိုပါပူဇော်ပါနာကြားပါတရဏဂုံပရိကိုလည်းစိတ်ပါတရဏဂုံ30ဆိုတဲ့ပရိစိတ်နည်းတို့တရဏဂုံပရိစိတ်နည်းတို့ဆိုတာရှိတယ်အဲ့ဒီပရိစိတ်နည်းတို့လည်းပွားထုံကြပါလို့ဒီနေရာနေပြီးတော့တရဏဂုံမပြတ်ထုံဖို့လဲတိုက်တွန်းပါတယ်နော်ယရဏမြတ်သုံးပါးကိုမမေ့မလျော့မပေါ့မဆရှိတဲ့သူတွေဟာဘေးဥပါအန္တရာယ်ရန်သူမျိုး၅ပါးအနေကကြီး၃ပါးအနေလုတ်ကင်းနိုင်တယ်လက်နက်ဘေးမိကြီးဘေးတို့ကလည်းလုတ်ကင်းနိုင်တယ်ဆိုတဲ့လက်တွေ့တာရကရှေ့ဆရာသူများတို့ရဲ့ဩဝါဒတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေများအထက်ထက်ကကျွန်တော်မှားကြပါတယ်တရဏဂုံကိုမာချုံမှဘေးလွတ်ကြမယ်တရဏဂုံကိုအထက်ထက်ကပွားကြပါလို့နော်နောက်တစ်ခုကတရဏဂုံနဲ့မမ်းပြီးတော့ရေတောက်တာတရဏဂုံနဲ့မမ်းပြီးမျက်နှာတစ်တာတရဏဂုံမမ်းပြီးတော့ရေချိုးတာတရဏဂုံမမ်းပြီးတော့အစားအာအမိဝဲတာတွေအားလုံးကလည်းယရဏမြတ်သုံးပါးရဲ့ဂုံကျေးဇူးဟာတကယ်ယရဏယရဏမှန်အကျိုးထူပေးတာဖြစ်တဲ့အတွက်ချက်ချင်းလက်တွေကိုအကျိုးပေးပါတယ်နော်
ရှင်းတော့ဆရာတော်ဖျားကြီးတွေဆိုရင်ဈေးရောက်မကောင်းဘူးဆိုရတနာမြတ်သုံးပါးကိုပဲပူဇော်ရှိခိုးပြီးတော့ရေမန်းမိလိုက်တယ်အဲ့ရေမန်းနေဖျန်းရင်ဈေးရောက်ကောင်းသွားကြတယ်ပေါ့နော်အဲ့ရေမန်းနေဖျန်းရင်အခွင့်ကောင်းတွေရသွားကြတယ်ဒါကြောင့်မလို့ဘယ်လိုပဲပြောကျွန်တော်မိတ်ဆွေများအလွယ်ဆုံးနဲ့အထီးရောက်ဆုံးနဲ့နော်အထီးရောက်ဆုံးနဲ့အကျိုးထူးဆုံးဖြစ်တဲ့တဏ္ဍကုံမြတ်သုံးပါးကိုမမေ့မလျော့မပေါ့မဆပူဇော်ကြရှိခိုးကြအစဉ်သဖြင့်သတိတရားရှိကြပါလို့ဒီနေ့ညစကားလက်ဆောင်အထူးဖြစ်တိုက်တွန်းလိုက်ပါတယ်နော်